မင်္ဂလာဆောင်တဲ့ဆိုတဲ့စကားလုံးကိုကြားလိုက်တာနဲ့လူတိုင်းရဲ့အမြင်အာရုံထဲမှာပျော်ရွှင်ခြင်းပေါင်းစည်းခြင်းနဲ့ရှေ့ဆက်မဲ့ဘဝအသစ်တစ်ခုအတွက်ရင်ခုန်စရာပုံရိပ်တွေကိုမြင်အောင်မိပါပါ။ဒါပေမဲ့ဒီပျော်ရွှင်မှုရဲ့အဓိပ္ပာယ်ကကမ္ဘာတစ်ဖက်ချမ်းစီမှာတော့တစ်မျိုးစီဖြစ်နေတတ်ပါတယ်။မြမယဉ်ကျေးမှုမှာမင်္ဂလာဆောင်ပြီးဆိုရင်မင်္ဂလာမောင်တဲ့နှစ်ဦးတွေမကဘဲနဲ့ဒီနှစ်ဖက်မိဘအဆွေမျိုးတိုင်ဝမ်ကရှေ့ဆုံးကနေနေရာယူရကြပါတယ်။လူမှုရေးအရာအတိမတ်ပြုမှုကမြမရိုးရာမင်္ဂလာပွဲရဲ့အသက်ပဲဖြစ်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာရှိတဲ့အမေရိကန်နိုင်ငံမှာကြတော့ဒီလိုယူဆကလုံးဝဆန့်ကျင်ဘက်ဖြစ်နေတတ်ပါတယ်။သူတို့စီကမင်္ဂလာပွဲတွေမှာအများသောအားဖြင့်သူတို့သမီးကိုပို့ပြီးတော့ spotlight ပေးတတ်ကြပါတယ်။ပြီးတော့သူတို့စီမှာချစ်လို့လက်ထပ်တယ်ဆိုတာထက်ပိုရေးကြီးတဲ့ဒီ marriage license ဆိုတဲ့ဥပဒေကြောင်းအရခွင့်ပြုချက်ကလည်းရေးကြီးတဲ့နေရာတစ်ခုမှာရှိနေပြန်ပါတယ်။ဒါဆိုရင်မြန်မာနဲ့အမေရိကန်မင်္ဂလာဆောင်တွေကဘာကြောင့်ဒီလောက်တောင်ကွာခြားနေရတာပါလဲ။ဒီနေ့မှာတော့ကျွန်တော်တို့မြန်မာနဲ့အမေရိကန်ကြားကမင်္ဂလာဆောင်ဓလေ့ထုံးတမ်းတွေဥပဒေတွေနဲ့ဒီလူသားချင်းတူပေမဲ့မတူညီတဲ့အယူဆတွေကိုကျွန်တော်တို့ Burma to US နှုတ်နဲ့အတူတူလေ့လာကြည့်ကြအောင်ပါမြန်မာရိုးရာမှာတော့မင်္ဂလာပွဲမစခင်ကတည်းကဒီရိုးရာယဉ်ကျေးမှုအမွေအနှစ်ကရင်လာပါတယ်ရုံးမြန်မာတွေမှာအချိန်ခါကတိတ်ကိုအရေးကြီးပါတယ်ဘေးတွင်နေနံနက်ခတ်တွေကိုတေချာတွက်ချက်ကြသလိုအထူးဖြင့်ဝါတွင်း3လမှာဆိုရင်မင်္ဂလာဆောင်ဖို့ဆေးဆက်ဖို့အတွက်ရှောင်ကျဉ်တတ်ကြပါတယ်ဒါဘာသာရေးနဲ့ရိုးရာစင်လာကိုလေးစားလိုက်နာတဲ့သဘောအထူးဖြင့်မြန်မာယဉ်ကျေးမှုရဲ့လွှမ်းမိုးမှုတစ်မျိုးလို့ဆိုနိုင်ပါတယ်ပြီးတော့မြန်မာမှာဆိုရင်လက်မထပ်ခင်အရင်ဆုံးစစ်ဆက်ကြောင်းလန့်တတ်တဲ့ဓလေ့ကိုလည်းလူတိုင်းသိကြမှာပါဒါလူငယ်နှစ်ယောက်ရဲ့ကိစ္စဆိုတာထက်ဒီနှစ်ဖက်မိဘတွေရင်ကြားစေတဲ့အစဉ်လို့ပြောရင်ပိုမှန်ပါတယ်သူတို့သားဘက်ကလူကြီးတွေကသူတို့သမီးအိမ်ကိုသွားပြီးတော့စကားကန့်လန့်တတ်ကြပါတယ်အမေရိကန်တွေမှာကျတော့မင်္ဂလာမဆောင်ခင်မှာဒီ proposal အစဉ်ဆိုတဲ့အရှင်လာပါတယ်နှစ်ဖက်အတိုင်းဝိုင်းထက်ကိုင်ကရှင်နှစ်ဦးလုံးရဲ့သဘောထားကိုသာအလေးထားကြပါတယ်သူတို့သားကဒူးထောက်ပြီးတော့ဒီလက်စွပ်နဲ့လက်ထပ်ခွင့်တောင်းပြီးမှလက်ထပ်ဖို့အတွက်ပြင်ဆင်ကြပါတယ်။အမေရိကန်မင်္ဂလာဆောင်တွေမှာတော့မိဘတွေဟာဆုံးဖြတ်ချက်ချသူတွေမဟုတ်ဘဲနဲ့ဒီဧည့်သည်အဖြစ်နဲ့ပါဝင်တတ်ကြတာများပါတယ်။အမေရိကန်မှာနေနိုင်ရွေးတာကတော့ဒီသူတို့သားသူတို့သမီးအဆင်ပြေမဲ့အချိန်ရာသီဥတုနဲ့အမြင်ပတာရအကောင့်နဲ့ဒီလက်တွေ့ကြတဲ့ဆုံးဖြတ်ချက်တွေပေါ်မှာမူတည်ပါတယ်။ဥပမာအမေရိကန်ရှေ့ချမ်းမှာဆိုရင်ရာသီဥတုအေးတဲ့နိုဝင်ဘာလကစလို့ဧပြီလောက်ထိ slow season လို့သတ်မှတ်ချပြီးတော့ဒီနွေဦးကနေနွေရာသီဖြစ်တဲ့မေလကနေပြီးတော့ဩဂုတ်လအထိမှသာမင်္ဂလာဆောင်တွေကိုပြန်လဲကျင်းပတတ်ကြပါတယ်။စက်တင်ဘာနဲ့အောက်တိုဘာလလောက်ကတော့အပူအေးမျှတတဲ့အချိန်ဖြစ်တာကြောင့်မင်္ဂလာဆောင်ခန်းမတွေမှာဘိုကင်အကျက်ဆုံးကာလတွေဖြစ်ပါတယ်။ထူးခြားတာတစ်ခုကတော့အမေရိကန်မှာလက်မထပ်ခင်ဒီ marriage license ဆိုတာကိုအရင်တင်ရပါတယ်။ဥပဒေအရလက်ထပ်ခွင့်ရမှသာလက်ထပ်ပွဲလုပ်လို့ရတာပါ။မြန်မာလူအဖွဲ့အစည်းမှာတော့ဒီလူသီးရှင်ကြားပေါင်းသင်းနေထိုင်မှု social contract ကဥပဒေထက်ပိုပြီးတော့အသက်ဝင်နေတတ်ပါတယ်။ဒီနေရာမှာမြန်မာကဒီ social recognition ကိုအားကိုးပြီးတော့ US ကတော့ legal recognition ကိုအားကိုးတာကိုတွေ့ရမှာပါမြန်မာမင်္ဂလာဆောင်မှာပွဲတွေကိုဝင်လာတဲ့အခါမှာဒီစနီးမောင်နှံနှစ်ဦးရှင်တွဲဝင်လာကြပါတယ်ရှေ့ကပန်းကျဲတဲ့မိန်းမပြိုလေးတွေပါပါတယ်ဒါဟာသူတို့ရဲ့ရှေးဘဝခရီးလမ်းပန်းခင်းလမ်းဖြစ်ပါစေဆိုတဲ့အတိတ်နမိတ်ကိုဆောင်ကျဉ်နိုင်ဖို့ပဲဖြစ်ပါတယ်ဒီမှာလည်းမပြီးသေးပါဘူးဘိသိက်မြောက်ခြင်းဆိုတာရှိပါသေးတယ်ဒီဘိသိက်ဆရာရဲ့ကြပြဆန်နဲ့ဩဘာစာတွေချီးမွမ်းကန်းတွေကပွဲတစ်ခုလုံးကိုမြန်မာရိုးရာရဲ့အခမ်းအနားမှုကိုဖော်ဆောင်ပေးပါတယ်။မြန်မာမင်္ဂလာပွဲတွေဟာတကယ်တော့လူမှုအတိုင်းဝိုင်းတစ်ခုလုံးရဲ့အကောင်းချီးကိုခံယူတာလို့ပြောရင်လည်းမမှားပါဘူး။အမေရိကန်မှာကျတော့ဒီခံစားချက် emotion ကိုပို့ပြီးတော့အလေးထားကြပါတယ်။သူတို့သမီးကိုဖခင်ဖြစ်သူကလက်ကင်ပြီးခမ်းမာတွေကိုခေါ်လာပါတယ်။ပြီးတော့သူတို့သားစီကိုအနံပေးလိုက်ပါတယ်။ဒါသူတို့သမီးရဲ့ဖခင်ကသူ့ရဲ့သမီးလေးကိုသူတို့သားစီမှာအပီးတိုင်စိတ်ချလက်ချအနံနဲ့ဆိုတဲ့အဓိပ္ပာယ်ပါ။ဒီမြင်ကွင်းဟာမြင်တွေ့ရသူတိုင်းဝမ်းနဲ့ဝမ်းသာဖြစ်ရတဲ့အခိုက်အတန့်တစ်ခုလည်းဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်အရင်တော့မသိခဲ့တာတစ်ခုကဒီသူတို့သမီးကိုဖခင်ကသူတို့သားလက်ထဲအနံနဲ့မြင်ကွင်းဟာကြည်ရင်ကြည်နူးဖို့ကောင်းပေမဲ့ဒီအရင်ခေတ်ကတော့ဒါဟာပိုင်ဆိုင်မှုလွှဲပြောင်းတဲ့သဘောမျိုးဖြစ်ခဲ့ပါတယ်။ဒါပဲဒီနေ့ခေတ်မှာတော့သူတို့သမီးရဲ့ဖခင်ကသူ့ရဲ့သမီးကိုတဘွားလုံးစာချစ်ခင်ကာကွယ်ဖို့ခွင့်ပြုလိုက်တဲ့သဘောဖြစ်ပဲဒီဓလေ့ကိုဆက်လက်ကျင့်သုံးကြပါတော့တယ်။ American မင်္ဂလာဆောင်မှာသူတို့သမီးရဲ့အဝတ်စားဝတ်ဆင်ဖို့အတွက်ဒီ something old something new something borrow နဲ့ something blue ဆိုတဲ့အချစ်စရာကောင်းတဲ့အယူဆတစ်ခုလည်းရှိပါတယ် something old ဆိုတာကတော့ဒီအတိတ်နဲ့မိသားစုကိုတန်ဖိုးထားတဲ့သဘောပါအမေဒါမှမဟုတ်အဖွားပေးတဲ့အသုံးဆောင်လေးတွေကိုသူတို့သမီးကယူဆောင်တာဒါမှမဟုတ်အသုံးပြုတာမျိုးတွေလုပ်တတ်ကြပါတယ်တချို့ဆိုရင်အဖွားရဲ့ဒီသူတို့သမီးဝတ်စုံကိုဒီကိုယ့်ရဲ့မင်္ဂလာဆောင်မှာဆက်ဝတ်တာတို့ဘာလို့ပေါ့နော် something new ဆိုတာကတော့ဒီဘဝအသစ်မှာကံကောင်းခြင်းတွေရဖို့ဝတ်စုံအသစ်ဒါမှမဟုတ်ဖက်နှက်အသစ်ကိုမင်္ဂလာဆောင်မှာထည့်သွင်းဝတ်ဆင်တာပါ
something borrow ရဲ့အဓိပ္ပာယ်ကတော့ဒီအိမ်အောင်ရေးတာယာနေတဲ့မောင်နှံနေစီကနေကံကောင်းခြင်းတွေကူးဆက်လာအောင်လို့သူတို့စီကပစ္စည်းတစ်ခုခုခဏငှားရမ်းပြီးတော့မင်္ဂလာဆောင်မှာအသုံးပြုကြတာပါနောက်ဆုံး something blue ရဲ့အဓိပ္ပာယ်ကတော့အပြာရောင်ဆိုတာဟာဒီသစ္စာရှိမှုကိုကိုစားပြုတယ်လို့ခံယူတဲ့အတွက်အိမ်အောင်ဘက်ပေါ်အမြဲသစ္စာရှိသွားမယ့်အကြောင်းသက်သေပြတဲ့အနေနဲ့သူတို့သမီးတွေရဲ့မင်္ဂလာဝတ်စုံမှာထည့်သွင်းဝတ်ဆင်လေးရှိတာပါAmerican မင်္ဂလာပွဲတွေရဲ့အထီးမိဆုံးပိုင်းကိုပြောပါဆိုရင်တော့ဒီ exchange of vow လို့ဆိုရမှာပါတယောက်ကိုတယောက်ကိုယ်တိုင်ရေးထားတဲ့ဂတိသစ္စာပြုစကားတွေကိုပြည်သက်ရဲ့အလယ်မှာဖတ်ပြရင်းမျက်ရည်ကျရတဲ့ခိုက်တန့်ဟာတူးပေါ်တူးလိုလိုချင်းချင်းချီနှောင်မှုရဲ့အနှစ်သာရပါလို့ဆိုရမှာပါမင်္ဂလာခမ်းနားပြီးသွားပြီဆိုရင်တော့လူတိုင်းစောင့်မျှော်နေတဲ့ပျော်ပွဲရွှင်ပွဲတွေပိုင်းကိုရောက်လာပါပြီမြန်မာမှာတော့များသောအားဖြင့်ဒီမင်္ဂလာခမ်းမထဲမှာဧည့်သည်တွေကိုစားတောင်းတဲ့ဧည့်ခမ်းနားကြောက်လာတဲ့ဧည့်သည်တွေက wedding gift လို့ခေါ်တဲ့လက်ဖွဲ့တွေပေးတာအမှတ်တရဓာတ်ပုံရိုက်တာမျိုးနဲ့ပဲပွဲကိုဆုံးသက်လေးရှိပါတယ်ဒါကြောက်လာကြတဲ့ဧည့်သည်တွေနဲ့မင်္ဂလာမောင်နှံတို့ကအပြန်အလှန်ကျေးဇူးတုံ့ပြန်တဲ့သဘောပါပဲမင်္ဂလာပွဲပြီးရင်တော့နှစ်ဖက်မိဘတွေကိုအိမ်မှာသွားကြော့ကြတာနဲ့မြန်မာတွေရဲ့ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ဒီခဲဘိုးတောင်းတဲ့ခန်းကဏ္ဍကိုလည်းတွေ့ရမှာပါရွှေကြိုးငွေကြိုးတွေထားပြီးအပျော်သဘောလက်တောင်းတာဟာမြန်မာမင်္ဂလာဆောင်ရဲ့အရာသာတစ်ခုလို့လည်းဆိုနိုင်ပါတယ်ဒါပေမဲ့ American မှာတော့ reception ဆိုတာဒီတီးသန့်ပါတီပွဲကြီးတစ်ခုလိုဖြစ်နေပါတယ်စားစရာတောက်စရာတွေနဲ့တူညဘက်မှာကျင်းပတဲ့အဲ့ဒီပွဲမှာတော့ဒီ first dance လို့ခေါ်တဲ့ဇနီးမောင်နှံနှစ်ဦးရဲ့ပထမဆုံးကပြမှုနဲ့ပွဲကိုစလေရှိပါတယ်ပြီးတော့ best man နဲ့ဒီ maid of honor တို့ရဲ့ရေစရာရောကြည်နူးစရာပါကောင်းတဲ့ဂုဏ်ပြုစကားပြောတာဒီ speech တွေကလည်းပွဲရဲ့အနှစ်သာရပါပဲ American wedding တွေမှာထူးခြားတာကတော့ဒီ wedding cake လို့ခေါ်တဲ့ကိတ်မုန့်ကိုသူတို့သားသူတို့သမီးတူတူခွဲကြပြီးတော့ကြောက်လာတဲ့ပြည်သက်တွေနဲ့ဝေမျှစားတောက်ခြင်းမှာ bouquet toss လို့ခေါ်တဲ့ဒီသူတို့သမီးရဲ့နောက်ကိုလှည့်ပြီးတော့ပန်းစည်းပစ်တာနဲ့သူတို့သားကသူတို့သမီးရဲ့ခြေထောက်ကနေဂါတာလို့ခေါ်တဲ့ဒီအလှဆင်ကြိုးကိုဖြုတ်ပြီးပစ်ပေးတာတွေကလည်းမြမအကျိုးရမှာမမြင်တွေ့ရတဲ့အလေးထားတွေဖြစ်ပါတယ်ဒါမင်္ဂလာပွဲကိုတက်ရောက်လာတဲ့လူပြိုပြိုတွေအတွက်အပျော်ဆုံးနဲ့ရှင်ကုန်စရာအကောင်းဆုံးအခိုက်အတန့်တစ်ခုလိုလည်းဖြစ်နေပါတယ်ဘာကြောင့်လဲဆိုတော့ဒီပန်းစည်းကိုရတဲ့ပြိုတွေနဲ့ဒီဂါတာအလှဆင်ကြိုးကိုရတဲ့လူပြိုတွေဟာနောက်ထပ်မင်္ဂလာဆောင်မဲ့သူဖြစ်လာမယ်ဆိုတဲ့ပျော်စရာကောင်းတဲ့အယူဆလေးတွေကြောင့်ပါ American wedding reception တွေမှာဒီ entertainment ပေါ့နော်ဖျော်ဖြေရေးကိုအဓိကထားပြီးတော့လူငယ်ဆန်ဆန်ပျော်ကြပါကြသလိုမြန်မာမင်္ဂလာပွဲတွေမှာတော့ blessing and respect လူကြီးမိဘတွေကိုဂါရဝပြုတာနဲ့အကောင်းကြီးမင်္ဂလာခံယူတာကိုအဓိကထားကြပါတယ်ဒါပေမဲ့ globalization ကြောင့်အခုနောက်ပိုင်းမှာတော့မြန်မာလူငယ်တွေကြားမှာလည်းဒီပန်းစည်းပစ်တာတို့ညစာစားဝဲလုပ်တာတွေကတော့နောက်တိုင်းဒလေးနဲ့တဖြည်းဖြည်းတူညီလာတာတွေ့ရပါတယ်နောက်ပြီးတော့သူတို့သားသူတို့သမီး2ယောက်ဖြစ်စေဒီတက်ရောက်လာတဲ့ဧည့်သည်တွေနဲ့ဖြစ်စေဂိမ်းကစားကြတဲ့အစီအစဉ်တွေလည်းနောက်ပိုင်းမှာထည့်သွင်းလာကြပါတယ်ဝေစားစင်မှုပိုင်းကိုကြည့်မယ်ဆိုရင်တော့မြမရိုးရာမှာအမျိုးသမီးတွေကထိုင်မသိမ်းချိတ်ထမိန်နဲ့ပေါ်ဝါရှေကိုလွှမ်းခြုံတက်ပြီးတော့စတုံးနဲ့ပန်းတွေကိုစီချဲပြင်ဆင်တတ်ကြပါတယ်မြန်မာမျိုးသားတွေကတော့ခေါင်းပေါင်းတောင်ရှိပစိုးတိုက်ပုံအင်ကြီးနဲ့အဲ့ဒီဝတ်စားတွေနဲ့ကိုက်မဲ့ဂရီပါချေညက်ဒါမှမဟုတ်တရေဖနက်ကိုတွဲဖက်ဝတ်ဆင်တာတွေ့ရပါတယ်ဒါကမြန်မာနန်းတွင်းကလေးကဝတ်စားစင်နဲ့ဒီဇိုင်းကိုသာအခြေခံပြီးတော့မြန်မာရိုးရာမင်္ဂလာဝတ်စုံတွေကိုပြင်ဆင်ဝတ်စားတတ်ကြတာပါဒီချက်ကိုကြည့်ုံနဲ့မြန်မာမင်္ဂလာဆောင်တွေမှာအရင်ကတည်းကရှိခဲ့တဲ့မြန်မာအရှင်ကျေးမှုအမွေအနှစ်နဲ့ရိုးရာဓလေ့တွေကအခုထက်ထိကြီးမားစွာလွှမ်းမိုးထားဆဲဆိုတာကိုတွေ့မြင်ရမှာပါတစ်ဖက်ကအမေရိကန်မှာကြတော့သူတို့သားတွေကပုံမှန်အနောက်တိုင်း suit ကိုပဲဝတ်ဆင်လေးရှိပေမဲ့သူတို့သမီးတွေကတော့များသောအားဖြင့်အဖြူရောင်ကိုဝတ်လေးရှိပါတယ်ဒါနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတာကတော့အဖြူရောင်ဆိုတာကဒီညစ်ပတ်လွယ်တဲ့အတွက်အရင်ခေတ်တုန်းကတော့ဒါအလုတ်ကျန်းလှုပ်ရှားမလို့တဲ့တထေးပဲဆိုတဲ့ချမ်းသာကြွယ်ဝမှုကိုပြကျင်လို့ဝတ်ခဲ့ကြတာပါ1840ခုနှစ်မှာတော့အဲဒီခေတ်က global influencer လို့တင်စားလို့ရတဲ့ Queen Victoria ဒီ Victoria ဘုရင်မကြီးကအဖြူရောင်မင်္ဂလာဝတ်စုံဝတ်ပြီးတော့ fashion trend တစ်ခုကိုစတင်ပေးခဲ့ပါတယ်အဲဒီနောက်ပိုင်းမှာမှဒီအဖြူရောင်ဟာ American wedding တွေမှာစင်ကြယ်ခြင်း purity နဲ့အပြိုစင် virginity ရဲ့သင်္ကေတအဖြစ်သတ်မှတ်လာကြပါတော့တယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတာကတော့ဒီ monogamy လို့ခေါ်တဲ့တလင်တများစနစ်ပါမြန်မာနိုင်ငံမှာရှေးကလေးကဒီဗုဒ္ဓအစဉ်လာအရတလင်တများစနစ်ကိုလူအများစုကျင့်သုံးလာခဲ့ကြပေမဲ့2015ခုနှစ်ဩဂုတ်လရောက်မှသာပဲဒီအိမ်အောင်ဘက်တူးထက်ပိုယူခြင်းကိုဥပဒေအရတားမြစ်ပိတ်ပင်ပါတယ်ဆိုပြီးတော့တရားဝင်ထိန်းချုပ်လိုက်တာပါအမေရိကန်မှာလည်းရင်ကလေးကဒီတလင်တများစနစ်ကိုကျင့်သုံးခဲ့ပါတယ်ဒါပေမဲ့တလင်တများစနစ်ကိုစန့်ကျင်တဲ့သူတွေလည်းအရင်ခေတ်ကလေးကရှိခဲ့ပါတယ်ထင်ရှားတဲ့1888ခုနှစ်ဒီ Reynolds vs United States မှုကတလင်တများဥပဒေကိုပုံမခိုင်မာစေခဲ့တယ်လို့ပြောရမှာပါ George Reynolds လို့အမည်ရတဲ့သူကသူဟာ
မော်မန်နစင်ဘာသာရေးအရာယောက်ျားတစ်ယောက်မှာမိန်းမတွေအများကြီးယူခွင့်ရှိတယ်ဆိုတဲ့အဆိုကိုတင်သွင်းခဲ့ပေမဲ့နိုင်ငံတော်ရဲ့ဥပဒေကတော့ဘာသာရေးအရာယုံကြည်တာသဘာဝကျပေမဲ့တလင်တများစနစ်ကိုပဲဥပဒေအရပြဋ္ဌာန်းထားတဲ့အတွက်တလင်တများစနစ်ကိုပဲကျင့်သုံးမယ်လို့ခိုင်ခိုင်မာမာဆိုခဲ့ကြပါတယ်ခြုံငုံကြည့်မယ်ဆိုရင်တော့မြန်မာမင်္ဂလာဆောင်ဟာ social responsibility လို့ခေါ်တဲ့လူမှုရေးတာဝန်ယူမှုနဲ့မိသားစုရဲ့အတိအမှတ်ပြုမှုကိုရှင်းခံပါတယ်။ American မှာတော့ personal choice လို့ခေါ်တဲ့ကိုယ်ပိုင်ရွေးချယ်မှုနဲ့ဥပဒေကြောင်းအရခိုင်မာမှုကိုဦးစားပေးပါတယ်။ဒါပေမဲ့ delay တွေဘလောက်ပဲကွဲပြားပါစေမင်္ဂလာပွဲမှာခဲဖို့တောင်းတဲ့မြန်မာအလေးထားကပျော်စရာကောင်းသလိုပဲအနောက်တိုင်းကဒီ first kids ဆိုတာကလည်းကြည်နူးဖို့ကောင်းပါတယ်။နောက်ဆုံးမှာတော့ကျွန်တော်တို့အားလုံးလက်ထပ်ကြရတဲ့အကြောင်းရင်းကချစ်ချင်းမြတ်တာတစ်ခုတည်းကိုပဲအခြေခံထားကြတာပါကိုယ်တိုင်ဖြစ်စေကိုတက်ရောက်ခဲ့ရတဲ့တခြားမင်္ဂလာပွဲတွေမှာဖြစ်စေအမှတ်တရဖြစ်ရလေးတွေရှိရင်လည်း comment ထဲမှာမှတ်ချက်ရေးသွားပေးနိုင်ပါတယ်ဒီလို American နိုင်ငံနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ဗီဒီယိုတွေကိုထပ်ကြည့်ခြင်းတော့ကျွန်တော်တို့ရဲ့ Burma to US Note Facebook နဲ့ YouTube page တွေမှာ follow နဲ့ subscribe လုပ်ထားနိုင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ